အာဆင်နယ်အသင်းထင်သလောက်မခက်ခဲခဲ့တဲ့နောက်ထပ်ကလစ်ရှစ်နိုင်ပွဲတစ်ပွဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့အာမီကန်လာ YouTube နဲ့ TikTok အကောင့်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အာဆင်နယ်နဲ့ Brighton တို့ရဲ့ပွဲပြီးသုံးသက်ချက်လေးကိုနိုင်ငံတင်ပြသွားမှာဖြစ်ပါတယ်အာဆင်နယ်အသင်းကပေါ်တက်လူစင်းစင်နေရာအထိပြောင်းလဲထားပြီးပွဲကတော့တိတ်ပြီးတော့အဆင်မပြေလာပါဘူးချိတ်ဆက်တီနားလည်မှုတွေလွဲချော်နေတာကိုလည်းတွေ့ရပါတယ် Brighton အသင်းကတော့အာဆင်နယ်ကစားသမားတွေအမှားကနေအခွင့်အရေးတချို့ရရှိခဲ့ပြီးပထမကီပါလက်စွမ်းပြနေသူကအာဆင်နယ်အသက်ရှူချောင်နေတာဖြစ်ပါတယ်ပထမပိုင်းတစ်ပိုင်းလုံးကို Brighton ကကိုပေါက်ကန်သွင်းမှုအကြိမ်ကြိမ်ရရှိခဲ့တာပါအာဆင်နယ်အသင်းဘက်မှာတော့ပထမပိုင်း45မိနစ်မှာကိုပေါက်ကန်သွင်းမှု3ကြိမ်လာရရှိခဲ့ပြီးအကြိမ်မှကိုပေါက်တက်မဲ့မှုမရှိခဲ့ပါဘူးဒုတိယပိုင်းပြန်စားပြီး58မိနစ်ရောက်မှာတော့ Lewis Kelly ရဲ့အန်တီဘူကနေအတန်ဝန်နရီ Brighton ဘုမိုင်းရဲ့ဘက်ကိုတွင်းယူနိုင်ခဲ့တာပါပွဲချိန်90ရောက်မှာတော့အသင်းကလူစားလဲမှုတွေပြုလုပ်ပြီး Brighton အသင်းဘက်ကိုအကြိမ်ကြိမ်ကိုပေါက်ချင်းချောင်းနိုင်ခဲ့ပါတယ်ဒုတိယဂိုးတော့လူငယ်ကစားသမားလေးအန်နစ်ပိတ်တွင်းလိုက်တဲ့အလုံးကနေဆာကာကပြန်လည်သွင်းယူခဲ့တာပါအာဆင်နယ်တို့2ဂိုးရပြီး Brighton အသင်းချီပါဂိုးရဖို့ကြိုးစားခဲ့ပေမဲ့လူစီဆိုခဲ့ရလိုက်လည်းပဲပွဲပြီးတော့ခဲ့တာပါဒီနေ့ပွဲထက်လူစင်းမှာပါဝင်လာတဲ့မတ်တောင်းမန်ဟာ15နှစ်နဲ့3ည2ရက်သာရှိသေးပြီးအာဆင်နယ်အသင်းရဲ့အသက်ငယ်ဆုံးပွဲထွက်ကစားသမားဖြစ်မတန်းဝင်တော့ခဲ့ပါတယ်ဒီနေ့မှာလည်းချီဆွမ်းပြခဲ့ပြီးသူ့ကိုထိဖို့ Brighton နောက်တန်းလေးလှုပ်ရှုပ်ခဲ့တာကိုလည်းတွေ့ရပါတယ်မတန်းတည့်အနေနဲ့အာဆင်နယ်အသင်းကအော်တိုဘာလာအတွင်းပြန်ပွဲဆောင်6ပွဲကစား6ပွဲတစ်လုံးနိုင်12ဂိုးသွင်းပြီးပေးဖို့လုံးဝမရှိသေးတာပါကာရာဘောင်ဖလာနောက်တစ်ဆင့်မှာတော့အာဆင်နယ်အသင်းက Crystal Palace အသင်းကိုရှင်ပြန်ကစားသွားရမှာဖြစ်ပါတယ်ကြည့်ရှုအားပေးသူဒူတော့ချင်းစီတိုင်းကိုလည်းကျေးဇူးထူပဲတင်ရှိပါတယ်ကျွန်တော်ကတော့ CK ပါ